ရွှေတကုံကုန်းတော်ဘောကတောင်တောင်ရန်ခေါင်းလုံးနဲ့နာပြောပွဲကြောင်းလေးတစ်ခုပေါ်တာရုခေါ်ရင်အမတ်မထင်လေးလာကြည့်တော့ယောဂီအောင်ဝတ်ဆောင်ကလေးနဲ့ကျွန်တော်သိတဲ့အေးကြီးမရဲ့သူပြုသမျှတို့အမြဝေနေဟန်အေးစစ်ဒီငိမ်တို့ရောက်ဟန်လေးစားမိတဲ့အေးကြီးမရဲ့တာရုအတန်တန်ရွှေတကုံဖျားဘောကတောင်တောင်မြန်ခေါင်းလုံးနဲ့ရွှေတကုံကုန်းတော်ဘောကတောင်တောင်မြန်ခေါင်းလုံးနဲ့နာပြောပွဲကြောင်းကလေးတစ်ခုပေါ်တာရုခေါ်ရင်အမတ်မထင်လေးလာကြည့်တော့ယောဂီအောင်ဝတ်ဆောင်ကလေးနဲ့ကျွန်တော်သိတဲ့အေးကြီးမရဲ့သူပြုသမျှတို့အမြဝေနေဟန်အေးစစ်ဒီငိမ်တို့ရောက်ဟန်လေးစားမိတဲ့အေးကြီးမရဲ့တာရုအတန်တန်ရွှေတကုံဖျားဘောကတောင်တောင်မြန်ခေါင်းလုံးနဲ့ချိန်ကတော့အေးကြီးမရဲ့သူ့ဘဝသူ့အကြောင်းသူ့ကြိုးသူဖန်အစပတန်ရောင်းကန်လုံးရှာတနာစရာအေးကြီးမမြေနဲ့ရလန်းဆိုင်လက်ခံဘဝတစ်ခုလုံးပဲဖြစ်နေတာတနာစရာအေးကြီးမအတွက်ဟဲလုံးကြတယ်အမျိုးမအဖို့တန်ယောဂသူ့ဘဝသူ့လာအလုံးနှိခဲ့ရရဲ့ရွှေတကုံကုန်းတော်ဘောကတောင်တောင်မြန်ခေါင်းလုံးနဲ့နာပြောပွဲကြောင်းကလေးတစ်ခုပေါ်တာရုခေါ်ရင်အမတ်မထင်လေးလာကြည့်တော့ယောဂီအောင်ဝတ်ဆောင်ကလေးနဲ့ကျွန်တော်သိတဲ့အေးကြီးမရဲ့သူပြုသမျှတို့အမြဝေနေဟန်အေးစစ်ဒီငိမ်တို့ရောက်ဟန်လေးစားမိတဲ့အေးကြီးမရဲ့တာရုအတန်တန်ရွှေတကုံဖျားဘောကတောင်တောင်မြန်ခေါင်းလုံးနဲ့